ဒီဇလန်ကတော့ဤကနိုရာသမုတ်တရားရဲ့အလယ်မှာလောကကတ္တံပုံတန်ရှိတဲ့အီနီလာကျွန်းကြီးကျောင်းပဲဖြစ်ပါတယ်။နတ်ဆိုးပင်ကနတ်ဆိုးပြည်ရဲ့အင်အားကြီးမားတဲ့အုပ်စိုးသူဖြစ်ပြီးလူသားတွေကိုအုပ်စိုးကနတ်ဆိုးတွေအတွက်ပိုကြီးမားတဲ့တိုင်းပြည်တစ်ခုကိုဖန်တီးဖို့ရည်ရွယ်ထားပါတယ်။နတ်ဆိုးပြင်မှာ Trash, Lucifer, SUL နဲ့မာလီဆိုတာဆိုတဲ့ပိုချိုကြီးလေးဦးရှိပါတယ်။သူဟာသူ့ရဲ့စစ်သူကြီးလေးဦးကိုတာကြီးလေးတွေကိုတိုက်ခိုက်ပြီးအပြစ်မဲ့တဲ့တတော်ဝါတွေကိုခွဲခြားမှုမရှိဘဲတပ်ဖြတ်ဖို့ဆေးလွတ်ခဲ့ပါတယ်။ခက်ခဲတဲ့အချိန်မှာသူရဲကောင်းတွေပေါ်ပေါက်လာတတ်တဲ့ဆိုတဲ့အတိုင်းအားတစ်ချောင်းကိုကင်ဆွဲထားတဲ့သူရဲကောင်းမလေးတယောက်ကသူတို့အပေါ်ကိုတော်လန်ခဲ့ပါတယ်။ရလက်အနေနဲ့သူမရဲ့အဖွဲ့ဟာလူစီဖာရဲ့တပ်သုံးဖို့အပြင် Drush နဲ့မာလီဆိုတာရဲ့တပ်တို့ကိုပါချေမွန်းနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူရဲကောင်းမလေးဟာသူမရဲ့တပ်ကိုဦးဆောင်ပြီးနတ်ဆိုးပင်ရဲ့ရေတိုက်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ SUL ဟာသူရဲကောင်းမလေးရဲ့မဟာမိတ်တပ်တွေကိုတယောက်တည်းရင်ဆိုင်တိုက်ခိုက်ခဲ့ရပါတယ်။တယောက်က SUL ကိုကြောက်ဖြစ်တောင်းအောင်လုပ်လိုက်ပေမဲ့သူကကြောက်တုံးလေးကလွတ်မြောက်လာပြီးသူ့ရဲ့အမြင့်ဆုံးစွမ်းအားကိုထုတ်လုပ်ကတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းတစ်ဖက်ကဝိအောင်ခြုံထားတဲ့သူကလည်းသူနဲ့စွမ်းအားချင်းတူနေရကြောင်းပြန်လည်ခုခံခြင်းကိုခံခဲ့ရပါတယ်။ဝိအောင်ခြုံထားတဲ့သူကသူ့ရဲ့ကာကွယ်ရော့သွားတဲ့အခါနောက်ကနေနတ်ဆိုးပင်ရဲ့ခြုံကိုတိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။ဒါကိုမြင်တော့သူရဲကောင်းမလေးကနတ်ဆိုးပင်ကိုနီးကပ်တိုက်ခိုက်ဖို့အလင်းမြန်ပြေးဝင်လာခဲ့ပါတယ်။အချိန်ထဲမှာပဲသူရဲကောင်းမလေးရဲ့အဖော်တွေကနတ်ဆိုးပင်ကိုလှုပ်လို့မရအောင်ချုံနှောင်ထားနိုင်ခဲ့ပြီးနတ်ဆိုးပင်ရဲ့ဥကြိုတစ်ချောင်းကိုလွယ်တကူချိုးယူနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာ SUL ပြန်ရောက်လာပြီးလူသားတွေကိုလင်းစင်သားစေနိုင်တဲ့စွမ်းရည်တစ်ခုကိုအသုံးပြုလိုက်ပါတယ်။သူရဲကောင်းမလေးကသူမရဲ့တပ်တွေကိုသူမတို့ကနတ်ဆိုးတွေအတွက်အင်အားသာစီရနေပြီလို့အော်ပြောလိုက်ပါတယ်။ဒါကြောင့်မလို့ရဲလိုက်ပြိုလဲဖို့ဆိုတာအချိန်တစ်ခုသာလိုပါတော့တယ်။ SUL ဟာသူတို့တပ်ဖွဲ့တွေကိုပြန်လည်စုစည်းဖို့ဆုတ်ခွာနေခြင်းခဲ့ပါတယ်။တို့ရဲ့သူရဲကောင်းမလေးဟာနတ်ဆိုးဘရင်ကိုဓာတ်နဲ့ထိုးဖို့ပြန်တန်းလာခဲ့ပါတယ်။ဒါကြောင့် SUL ဟာချက်ချင်းပဲကောင်းကင်ကိုပြန်တက်သွားပြီးသူပြန်လာပြီးအနာယူပြစ်မယ်လို့ပြောကပေါ်တယ်တစ်ခုတည်းကိုပြန်ဝင်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ SUL နဲ့နတ်ဆိုးဘရင်တို့ဟာလူသားကဘာကိုရောက်ရှိလာခဲ့ကြပြီးနတ်ဆိုးဘရင်ဟာလူသားအဖြစ်ပြောင်းလဲသွားတာကို SUL ကအံ့အားသင့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကားတစ်စီးဖြတ်သွားတာကိုမြင်တော့ SUL ကတိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့နတ်ဆိုးဘရင်ကသူ့ကိုတားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရဲရရှိနေရောက်လာပြီးသူတို့ဒဏ်ရာရထားပုံပေါ်လို့လာစစ်ဆေးခဲ့ပါတယ်။ SUL ကတော့ထိုရဲသားတွေကိုဆဲနေပေမဲ့ရဲသားတွေကတော့ SUL ရဲ့ဘာသာစကားကိုနားမလည်ဘူးဖြစ်နေပါတယ်။ရဲသားတွေထဲကဆာဆာကီလို့ခေါ်တဲ့ရဲသားတစ်ယောက်ကသူတို့နှစ်ယောက်လုံးကိုရဲစခန်းကိုခေါ်သွားခြင်းနေခဲ့ပါတယ်။ဒါကြောင့် SUL ကနောက်ဆုံးလိုက်ပြီးထိုရဲသားကိုရိုက်နှက်ဖို့ပြင်လိုက်ပေမဲ့လူသားကပါမှာမော်ဆွမ်းအားကိုသုံးလို့မရတာကြောင့်မတက်နိုင်တော့ပဲရဲကားတဲ့ကိုဝင်ကရဲစခန်းကိုလိုက်သွားခဲ့ရပါတော့သူတို့ရောက်တဲ့အခါမှာတော့ရဲရာရှိကစေတံကိုဥဒွန်ကျွေးလိုက်ပါတယ်စေတံဟန်ချက်ချင်းပဲသူ့ရဲ့မကောင်းဆိုးဝါးမျက်လုံးကိုအသုံးပြုကဟင်းလျာတွေကပါဝင်ပစ္စည်းတွေကိုစစ်ဆေးပြီးတော့ရဲရာရှိကိုလည်းလူသားကပါအကြောင်းကိုတရင်ချက်လက်တွေကိုပြောပြဖို့စိတ်ညှို့လိုက်ပါတယ်ပြီးတဲ့အခါ SUL ကိုသွားရှာခဲ့ပြီးသူတို့ရောက်နေတာဟာကဘာမြေဖြစ်ကြောင်းပြောပြခဲ့ပါတယ်မော်ပညာမော်ဆန်းကဒါမှမဟုတ်နတ်ဆိုးတွေဆိုတာဟာဒီကဘာမှာမရှိဘူးဆိုတာကိုလည်းရှင်းရှင်းလင်းလင်းသိလာခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ SUL ကသူတို့မှာမော်ဆန်းကမလုံလောက်တာကြောင့်သူတို့ရဲ့နတ်ဆိုးပုံစံတွေကိုမထိန်းသိမ်းနိုင်ဘူးဆိုတာသတိထားမိတော့ပါတယ်ဒါကြောင့်နတ်ဆိုးဘရင်ကဒီလိုမျိုးလူသားအဖြစ်ပြောင်းလဲသွားမယ်လို့မထင်ထားခဲ့မိတာဖြစ်ပါတယ်လူသားတွေဟာအသက်အားလုံးရဲ့အဓိကချက်ဒါမှမဟုတ်ရင်ဒီကဘာနဲ့တူလာခဲ့တဲ့ပေါ်တယ်ကြားကကြိုးတက်ရမှုကြောင့်လို့ခံမှန်းမိလိုက်ပါတယ်နတ်ဆိုးဘရင်ကတော့မော်ဆန်းအားတွေကိုသုံးဖို့ကြိုးစားကြည့်ပေမဲ့သုံးလို့မရခဲ့ပါဘူးဒါကြောင့်နတ်ဆိုးဘရင်ကသူတို့ရဲ့မော်ဆန်းအားကိုပြန်လည်ရရှိဖို့နီးလန်းရှာခြင်းနေခဲ့ပါတယ်မော်ဆန်းအားပြန်ရတဲ့အချိန်ထိသူတို့ဟာဒီကဘာမှာတက်ဆက်ရှင်နေထိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ပထမဦးစွာသူတို့ဟာကိုပိုင်အင်တော်လူစည်းနဲ့နေထိုင်ခွင့်ကပြအထုတွေကိုပြုလုပ်ဖို့ကော်မတီကိုသွားခဲ့ပါတယ်နောက်တော့စေတံဟာခိုးယူထားတဲ့ငွေတွေကိုသုံးပြီးဘဏ်ကတစ်ခုကိုပြုလုပ်ဖို့စိတ်တစ်ခုကိုဖန်တီးခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့နေဖို့နေရာရှာဖို့အတွက်အင်ချမ်မီအေဂျင်စီတစ်ခုကိုတွားရောက်ခဲ့ပါတယ်အဲ့ဒီနောက်အင်ချမ်မီအေဂျင်စီကအကျိုးဆောင်ကသူတို့ကိုအိမ်တလုံးကိုတွားကြည့်ဖို့ခေါ်သွားခဲ့ပါတယ်သူတို့ရောက်တဲ့အခါမှာတော့အပေါက်ဆိုးတဲ့အင်ရှင်မီကီလို့ခေါ်တဲ့လူနဲ့တွေ့ခဲ့ပါတယ်အဲ့ညမှာပဲစေတံဟာရုတ်တရက်သတိလစ်သွားပြီးဆေးရုံတက်ခဲ့ရပါတယ်တောင်းရင်ကတော့လူသားခန္ဓာကိုယ်ဟာစားတောက်ဖို့လိုအပ်တာကြောင့်ပြင်ပန်းနေခြင်းဖြစ်ပါတယ်ဒါပေမဲ့ကုသမှုအတွက်ကုသစိတ်ကတလစာအင်လာကနဲ့ညီမျှတာကြောင့်နတ်ဆိုးဘရင်ဟာသူတို့အသက်ဆက်ရှင်ဖို့ငွေလိုတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်ဒါကြောင့်မလို့သူတို့အိမ်ပြန်ရောက်တဲ့အခါချက်ချင်းပဲအလုပ်ဖောင်တွေကိုရေးခဲ့ကြပါတယ်အလုပ်ရှာပြီးမကြခင်မှာနတ်ဆိုးဘရင်ကစိန်ကြကြနေထိုင်နေချိန်မှာ SUL ကတော့နတ်ဆိုးဘရင်ကိုငွေ3လချွေတာဖို့ပြောပြနေခဲ့ပါတယ်ဒါပေမဲ့လို့လေနတ်ဆိုးဘရင်ကရေခဲတစ်တာတွေအဝိရှော်စက်နဲ့တပိန်စားတာတွေကိုပါဝယ်ချင်နေပါတယ် SUL ကအဲ့ဒါတွေအတွက်အရေးကြစနစ်နဲ့ပေးစေချင်မှာဒါပေမဲ့နတ်ဆိုးကတော့အဲ့ဒီစိတ်ကူးကိုမကြိုက်ပဲလက်ငင်းဝယ်လိုက်တာကြောင့်စားစရာဝယ်ဖို့ပတ်စံသိမ့်မကြံတော့ပါဘူးနတ်ဆိုးဘရင်ကသူ့မှာပတ်စံနှဲငယ်ကြမ်းသေးပြီးအချိန်မှန်းအလုပ်ကထောက်ပံ့ပေးတဲ့အစားအစာတွေနေတိုင်းရတယ်လို့ SUL ကိုပြောလိုက်ပါတယ် SUL ကတော့နေတိုင်းဟမ်ဘာဂါနဲ့အာလူးရှော်ကိုပဲစားနေရတာကြောင့်သူတို့နတ်ဆိုးပြည်ကိုပြန်မြောက်ခင်မှာပဲတည်သွားနိုင်တယ်လို့ပြောလိုက်ပါတယ်တေတန်က SUL ရဲ့ညီညွတ်တန်တွေကိုနားမထောင်နေတာကြောင့်သူ့စပိန်ကိုအမြန်ယူပြီးအလုပ်ကိုထွက်သွားပါတယ်မိနီမှာစောင့်နေတော့မိုးရွာထဲမှာအမီလီယာဆိုတဲ့ကောင်မလေးကိုတွေ့လိုက်ပါတယ်ဒါကြောင့်သူမကိုထိသွားပေးလိုက်ပါတယ်အရေးကြီးရဲ့မဲဆွယ်စည်းရုံးရေးသတင်းပတ်ဖြစ်တာကြောင့်သူအာလူးရောင်းအားဆန်ချိန်တင်ဖို့အရန်စိတ်ပိုင်းဖြတ်ထားပါတယ်ရောင်းတဲ့အခါမှာလည်းစေတန်ကဖောက်တယ်တွေကိုပို့ဝယ်ဖို့အမြဲတမ်းဖိတ်ခေါ်လေးရှိပါတယ်ဘာလို့လဲဆိုတော့သူကနတ်ဆိုးဘရင်ဖြစ်သူ့ရဲ့အဆင့်အတန်းကိုပြန်လည်ရရှိဖို့အတွက်အသေးမွားလေးကနေစူဆောင်းမှုလိုအပ်တယ်လို့ယုံကြည်ထားလို့ပါကလေးငယ်ရဲ့အတွက်ကလေးစားစာနှွေးပေးတဲ့နေရာမှာလည်းအာယုံဆိုင်လောက်ကင်ခဲ့ပါတယ်နတ်ဆိုးဘရင်ကအရန်ကျွမ်းကျင်ပိုင်းနဲ့လောက်ကင်နိုင်တာကြောင့်ချီဝေါ်ကသူ့ကိုလေးစားနေခဲ့ပါတယ်အားလက်ချိန်မှာတော့ဖောက်တယ်တွေကိုတက်ကြကြဝန်ဆောင်မှုပေးတင်တယ်လို့သူကပြောပါတယ်အဲ့ဒါကရေရှည်ကျိုးမြတ်တွေရရှိစေမှာဖြစ်ပါတယ်အဲ့ဒီချိန်မှာ SUL ကတပင်းချလိုက်ပါတယ်ဘာလို့လဲဆိုတော့အရင်တုန်းက
သူနဲ့နတ်ဆိုးဘီရင်နဲ့ဆလုံးအလုံးလက်မဲ့တွေဖြစ်ခဲ့ဘူးလို့ပါနတ်ဆိုးဘီရင်ကတော့သူတို့ရဲ့အဓိကပန်းနိုင်ကအီနီလာကိုပြန်သွားဖို့ဖြစ်တယ်ဆိုတာကိုသဘောပေါက်လာခဲ့ပါတယ်။ဒါကြောင့်သူအလုတ်သွားပြီးပတ်စံရှာမယ်လို့ပြောပါတယ်။နတ်ဆိုးဘီရင်ကမော်ဆန်းကိုပြန်လဲရရှိဖို့နီလန့်ရှာနေတာဟာသူတို့ဒီကဘာကိုအုပ်ဆိုးနိုင်ဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လို့နတ်ဆိုးဘီရင်ကသူ့ကိုယ်သူအလုတ်သမားအဖြစ်နေလိုက်တာကြောင့် SCA ကများစွာစိတ်ပြတ်နေခဲ့ပါတယ်။မော်ဆန်းအကြောင်းဘာတရင်အချက်လက်မှရှာမတွေ့တဲ့အခါ SCA ကပို့လို့တောင်ကူညီမဲ့လို့ဖြစ်သွားခဲ့ပါတယ်။ TO ကစိတ်နှောက်ယှက်ဖြစ်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူမဟာတလအတွင်း6ချိန်တိုင်တိုင်ချမ်းမြင့်ပေါ်အာလူးတွေပြုတ်ကျခဲ့တာကြောင့်ရုတ်တရက်ကာဆာကီရောက်လာပြီးသူတို့ဟာမဲဆယ်စီယုံရင်မှာပထမရဖို့အပြည့်အဝလှုပ်ဆောင်ရမယ်လို့ပြောပါတယ်။ပြီးတော့ TO ကိုလည်းအာလူးတွေကိုခရူးတစ်ဆက်ကင်တွယ်ဖို့တတိပေးလိုက်ပါတယ်ခဏကြာမှာတော့ဖောက်တယ်များပြောင်းဝင်လာပါတယ်ဒါကြောင့်နတ်ဆိုးဘီရင်ကချီယိုကိုသူတို့ကိုပြောင်းပြဖို့တတိပေးလိုက်ပါတယ်သူအာလူးတွေတဲကိုချစ်စတဲဖို့ပြင်ဆင်နေတော့ဆက်ကပြတ်နေတာကြောင့်အာလူးတွေမကြော်ရသေးဘူးဆိုတာကိုတတိထားမိသွားပါတယ်နတ်ဆိုးဘီရင်ကဆက်ကိုပြင်ပြီးပထမရဖို့မော်ဆွမ်းအားကို3တင်တလားလို့တွင်းနေတော့မှပဲ SCA ကမလွဲမရှောင်တာအချိန်နေမှာပဲ3ဖို့သူ့ကိုတတိပေးခဲ့တာကိုတတိရသွားခဲ့ပါတယ်နတ်ဆိုးဘီရင်လေးဟာစိတ်ရှုပ်ထွေးနေပေမဲ့ကာဆာကီရုတ်တရက်ပေါ်လာပြီးသူ့ကိုစကားပြောဖို့ခေါ်သွားတာကြောင့်သူ့မော်ဆွမ်းအားကိုတုံးခဲ့တာတိသွားပြီလားလို့စိုးရိမ်သွားခဲ့ပါတယ်ဒါပေမဲ့ကာဆာကီကသူ့ကိုAအဆင့်ဝန်ထမ်းအဖြစ်တိုးမြင့်လိုက်ကြောင်းကြေညာခဲ့လိုက်ပါတယ်အဲ့ဒီညနေမှာလူငယ်လေးကပျော်ရွှင်စွာအင်ကိုပြေးသွားခဲ့ပါတယ်မိနီမှာရက်ဆောင်နေတဲ့အခါမှာတော့အမီလီယာနဲ့ထပ်တွေ့ခဲ့ပါတယ်အမီလီယာကနတ်ဆိုးဘီရင်မော်ဆွဲအားသုံးခဲ့တာကိုသိပြီးဘာလို့သူ့ဆိုင်မှာလုံးနေတာလဲလို့မေးပါတယ်ဒါကိုကြတော့နတ်ဆိုးဘီရင်ကသူမဟာသူတို့ရဲ့အရင်ဘဝသူရဲကောင်းဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်နတ်ဆိုးဘီရင်နဲ့ SCA တို့ဟိုတယ်တစ်ခုကနေထွက်ပြေးနေတော့သူရဲကောင်းမလေးလည်းသူတို့ကိုခန်းပြီးခြေမုံပစ်ဖို့လိုက်လာခဲ့ခြင်းဖြစ်ပါတယ်လက်ရှိမှာနတ်ဆိုးဘီရင်ကအမီလီယာကိုတွေ့ရလို့အရန်အားအသင့်နေပြီးသူမကတော့နတ်ဆိုးဘီရင်ကိုဖျက်ဆီးဖို့ရောက်လာခဲ့တာလို့ပြောလိုက်ပါတယ်